အားလုံးပဲမင်္ဂလာပါ Thinking Lab မှာပြန်လည်ကြိုဆိုပါရစေဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ပိုကောင်းတဲ့အဖြေကနောက်တစ်ဆင့်မှာရှိတတ်တယ်ခေါင်းစဉ်နဲ့ဖြစ်ပါတယ်ကျွန်တော်တို့အများစုကပြဿနာတွေကိုဖြေရှင်းကြတယ်ဒါပေမဲ့အခါတရံမှာဖြေရှင်းရမယ့်တကယ်ပြဿနာကိုမမြင်မိကြဘူးစိတ်ဝင်စားစရာကောင်းတာကကျွန်တော်တို့ရဲ့ပထမဆုံးအဖြေဟာအမြဲတမ်းမမှန်တတ်ဘူးဆိုတာပါပဲဥပမာ2000ခုနှစ်ဝန်းကျင်တွေမှာ electric car တွေကိုလူအများစုကမဖြစ်နိုင်ဘူးလို့ထင်ခဲ့ကြတယ်။အကြောင်းရင်းကဘက်ထရီကအရန်ဈေးကြီးတယ်ပေါ့။ဒါကြောင့် electric car တွေဟာဓာတ်ဆီနဲ့မောင်းရတဲ့ကားတွေကိုမရှင်နိုင်ဘူးလို့လူတိုင်းယုံကြည်ခဲ့ကြတယ်။ဒါပေမဲ့ EV industry ကိုပြန်အသက်သွင်းခဲ့တဲ့ Tesla အကြောင်းကပဲတွေးကြည့်လိုက်ကြရအောင်သူတို့ရဲ့အဖွဲ့ကဘက်ထရီတစ်လုံးမှာပါတဲ့ကုန်ကျန်းတွေအထိတစ်ခုချင်းစီခွဲခြမ်းစီစစ်ခဲ့တယ်ပြီးတော့ဒီပစ္စည်းတွေရဲ့တန်ဖိုးဘယ်လောက်ရှိလဲဆိုတဲ့ပုံစံမျိုးမေးခွန်းထုတ်ခဲ့တယ်တန်ဖိုးကိုတွက်ကြည့်တော့ကုန်ကျန်းတွေရဲ့ဈေးနှုန်းကဘက်ထရီတစ်လုံးလုံးရဲ့ဈေးနှုန်းထက်အများကြီးတက်တာနေတယ်အဲ့ဒီချိန်မှာ Tesla ကလူအများစုမမြင်တဲ့အရာကိုမြင်သွားတယ်လူအများစုကဘက်ထရီတွေကဈေးကြီးတယ်လို့ပဲလက်ခံထားကြတယ်ဒါပေမဲ့ Elon Musk ကတော့ဘာကြောင့်ဈေးကြီးနေတာလဲဆိုပြီးထပ်မေးခဲ့တယ်လူတိုင်းယုံကြည်ထားတဲ့အဖြေကိုလွယ်တကူမယုံခဲ့ဘူးအခြေခံအချက်တွေအထိပြန်ဆင်းပြီးစဉ်းစားခဲ့တယ်ဒါကို first principle thinking အကြောင်းရင်းကိုအဆုံးထိလိုက်တွေးတတ်ခြင်းလို့ခေါ်ပါတယ်ဒီနေရာမှာပြန်မေးခွန်းထုတ်ရတဲ့တွေးခေါ်ပုံကိုဆိုလိုရင်းတာဖြစ်ပါတယ်နောက်တစ်ခုကခံစားမှုဆိုင်ရာပုံစံတစ်ပုဒ်ဆိုပါတော့ဥပမာကျွန်တော်အမြဲတမ်းစိတ်လှုပ်ရှားပြီးပျော်ရွှင်မနေဘူးဒါဆိုရင်ခွဲခြမ်းလေ့လာကြည့်ရအောင်မေးခွန်းနံပါတ်1ဘာကြောင့်စိတ်မပျော်ရွှင်တာလဲပထမအဖြေဖြေကြည့်တဲ့အခါငါမှငွေလုံလောက်မရှိသေးလို့ပါဒါဟာပတ်ဝန်းကျင်ကပေးတဲ့ပထမဆုံးအဖြေဟောင်းပါပဲနောက်မေးခွန်းနံပါတ်2ကိုဆက်မေးတော့ဘာကြောင့်ငွေလုံလောက်လိုချင်တာလဲအဖြေပစ္စည်းကောင်းကောင်းတွေဝယ်ခြင်းလို့သူများတွေထက်နှိမ့်ကြမနေခြင်းလို့ဒါနဲ့ကျွန်တော်တို့မေးခွန်းနံပါတ်3ကိုဆက်မေးကြည့်ကြတယ်သူများတွေထက်ဘာကြောင့်နှိမ့်ကြမနေခြင်းတာလဲဖြေကြည့်တယ်သူများတွေငါ့ကိုတင်သေးမှကြောက်လို့နောက်မေးခွန်းနံပါတ်4ကိုဆက်သွားတယ်သူတို့ထင်သေးတာကိုဘာကြောင့်အဲ့လောက်ကြောက်နေရတာလဲဖြေကြည့်တယ်ငါရဲ့ဖြစ်တည်မှုကိုသူတို့အတိမတ်မပြုတ်မှကြောက်လို့နောက်မေးခွန်းနံပါတ်5ထိဆက်မေးတဲ့အခါသူတို့အတိမတ်မပြုတ်မှပဲတင်ဘွားကတန်ဖိုးရှိမှမလို့လားတကယ်မညာရန်ဖြေရမယ့်အချိန်ဇင်းမြစ်ထိလိုက်ကြည့်တော့တကယ်တော့ကိုဘာလဲသိချာမသိလိုက်ပဲကိုတန်ဖိုးကို
သူတစ်ပါးရဲ့အမြင်ပေါ်မှာပုံအပ်ထားမိလို့ပါပဲဒါကြောင့်ဘာကြောင့်လဲဆိုတဲ့မေးခွန်းနဲ့ပြဿနာတစ်ခုရဲ့ဇစ်မြစ်အထိနှက်ဆိုင်စွာတည်ရှိဖို့၅ချိန်တိုင်တိုင်မေးနိုင်တတ်ဖို့လေ့ကျင့်သင့်ပါတယ်ဒါမှသာထွက်လာတဲ့နောက်ဆုံးအဖြေဟာသင်ဘဝကိုတစ်တဖန်စမ်းသစ်မှုနဲ့အတူထိုးထွင်းသိမြင်မှုဖြစ်လာပါလိမ့်မယ်တခါတရံအကောင်းဆုံးဖြေတွေကလူတိုင်းသိပြီးသားအဖြေတွေမှာမရှိပါဘူးလူတိုင်းမေးဖို့မေ့နေတဲ့မေးခွန်းတွေရဲ့နောက်မှာရှိနေတတ်ပါတယ် First principle thinking ဆိုတာလူတိုင်းယုံထားတာကနေစတာမဟုတ်ပဲအခြေခံချက်တွေကနေပြန်စတာဖြစ်ပါတယ်ဥပမာပြောနေကြလူအများစုကဒါကိုဒီလိုပဲလုပ်ရတယ်လို့ပြောရင် First principle thinking နားလည်သူတွေကပြန်မေးတတ်ပါတယ်ဘာကြောင့်လဲတကယ်ပဲဒီလိုလုပ်ရတာလားတခြားနည်းရှိသေးလားစသည်ဖြင့်ပေါ့ဥပမာအနေနဲ့လူတစ်ယောက်ကအင်္ဂလိပ်စကားပြောမတတ်ဘူးဆိုပါစို့လူအများစုရဲ့အတွေ့ကငါကအင်္ဂလိပ်စာအားနည်းတယ်ပြောပြီးအဲ့ဒီမှာရပ်သွားတတ်တယ် First principle thinking ကတော့မတူပါဘူးဘာကြောင့်မပြောတတ်တာလဲ vocabulary မလုံလောက်လို့လားspeaking practice မရှိလို့လားဒါမှမဟုတ်ကြောက်လို့လားဒါမှမဟုတ်ပြောဖို့ဝန်းကျင်မရှိလို့လားစသည်ဖြင့်ပြဿနာကိုအခြေခံကြဇင်းမြစ်တွေအထိလိုက်လံစီစစ်ကြည့်တတ်ခြင်းပါပဲအဲ့ဒီအချိန်မှာအဖြေကပိုရှင်းလာတတ်ပါတယ်အများစုကအဖြေတွေရှာကြတယ်အကြောင်းရင်းကိုအဆုံးထိလိုက်တွေးတဲ့သူတွေကတော့လူတိုင်းယုံထားတဲ့အရာကိုလွယ်တကူလက်ခံလိမ့်မရှိပဲဒါကတကယ်မှန်ရဲ့လားလို့ခြေခံကနေပြန်မေးတတ်ကြတယ်ဒါကအယံကိုကွာပါတယ်စိတ်ပညာရှင်တွေပြောခဲ့သလိုလူအများစုရဲ့အမှားကမေးခွန်းမှားနေတာဖြစ်ပါတယ်မှန်တဲ့မေးခွန်းမေးနိုင်ရင်တခါတရံဖြေရဲ့တဝက်ရသွားပါပြီဒီတစ်ပတ်သင်ဘဝမှာအကြီးဆုံးပြဿနာတစ်ခုကိုရွေးပါပြီးရင်ငါးကဆက်တိုက်ဘာကြောင့်လဲလို့မေးကြည့်ပါပထမအဖြေမှာမရပ်ပါနဲ့ဒုတိယတတိယစတုတ္ထပြင်စမအချိန်ထိသွားကြည့်ပါတခါတည်းကျွန်တော်တို့ဖြေရှင်းနေတဲ့ပြဿနာကဘောရန်လက္ခဏာများတာဖြစ်ပါတယ်တကယ်အကြောင်းရင်းကတော့မျက်စိနဲ့ချက်ချင်းမမြင်ရတဲ့နေရာမှာရှိနေတတ်လို့ပါအများစုကလူတိုင်းယုံထားတာကိုယုံကြတယ်အကြောင်းရင်းကိုဆုံးထိလိုက်တွေးတဲ့သူတွေကအခြေခံအချက်တွေကနေပြန်စဉ်းစားကြတယ်ဒါကြောင့်ပဲသူတို့မြင်တဲ့ခွင့်ရည်တွေကိုခြားသူတွေမမြင်ကြပါဘူးဟုတ်ကဲ့နောက်အခန်းဆက်တွေမှာ
လူတိုင်းပြောနေတာနဲ့မလုံလောက်သေးဘူးဆိုတဲ့ independent thinking အကြောင်းဆွေးနွေးသွားပါမယ်ဘဝပြောင်းဖို့မဟုတ်ဘူးတွေးပုံပြောင်းဖို့နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ပြီးအောင်ပါ thinking လက်မှတင်ဆက်ခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်